ဒီဗီဒီယိုလေးမှာတော့ချင်းမိုင်ရဲ့ modern lifestyle နဲ့ local night life တွေကိုကျမတို့တရက်တည်းအတူတူသွားကြည့်ကြရအောင်နော်ဟုတ်ပါတယ်ချင်းမိုင်ရဲ့အကြီးဆုံးနဲ့လူသွားလူလာအများဆုံးဖြစ်တဲ့ shopping mall ကြီးတစ်ခုကိုအခုသွားလည်မှာဖြစ်ပါတယ်သိရလဲအဖြူလေးတာမြန်မာပြည်မှာဘယ်လောက်လဲလေးတာအော်သိမကွာပါအစားတော့မင်္ဂလာပါကျမရဲ့ Little Universe လေးကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ချင်းမိုင်ဟာရှေးဟောင်းယဉ်ကျေးမှုတွေတဘာဝအလှတွေအရှိတောင်အာရှမှာတမကကဘာမှာပါကြော်ကြားတဲ့ night life တွေကြောင့်လူသိများခဲ့ပေမဲ့ပေါ့နော်ဒီမျိုးပြရဲ့ခင်မီတဲ့ feeling ကိုခန်းစားကျင်နေဆိုရင်တော့ဒီအရှိရတင်ထားတဲ့ဗီဒီယိုလေးထဲမှာကျမပြပြသွားတဲ့ Niman ဘက်ချမ်းတို့နောက် Niman ဘက်ကပဲ Maya Shopping Mall တို့လိုနေရာမျိုးတွေအခုကျမတို့သွားမယ်ဒီ Central Festival ချင်းမိုင်လိုနေရာမျိုးတွေကရောက်အောင်ကိုသွားတင်တဲ့နေရာမျိုးတွေပဲဖြစ်ပါတယ်ရှင်သူမြို့ကလေခင်မီဖွံ့ဖြိုးတိုးတက်ပင်မဲ့အထက်မြင့်တိုက်တွေနေတာကိုတွေ့ရတယ်ပေါ့အဲ့ဒါဘာလို့ဆိုသူတို့ကမြို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်နဲ့တဘာဝအလှအပကိုထိမ့်သိမ်းခြင်းလို့ပါတဲ့ဒီချင်းမိုင်မြို့ဘယ်နေရာကပဲကြည်ပေါ့နော် dry sutup ဆိုရဒီနာမည်အရန်ကြီးရဲ့တောင်တန်းရဲ့အလှကိုမြို့ရဲ့ဘယ်နေရာပဲကြည်မြင်ရတာကတဲ့သူ့ရဲ့တဘာဝအလှတစ်ခုပေါ့နော်အဲ့ဒါကြောင့်သူတို့ဒီမြို့ရဲ့လူကြီးတွေကပေါ့နော်သူတို့ဒီလွတ်တော်ထဲမှာဆိုလို့ရှိရင်လည်းအထက်မြင့်တိုက်တွေစောက်လို့ခြင်းကိုကန့်သက်ထားတယ်ပေါ့နော်လုံးဝမဆောက်ရတာတော့မဟုတ်ဘူးဒီအထက်40-50ရှိရဲ့ skyscraper တွေဆောက်လိုက်ပြီဆိုလို့ရှိရင်ကွာဒီ view တွေပိတ်သွားမယ်ပေါ့မြို့ပြအဆောက်အဦတွေတိုးတက်လာတာမှန်ပေမဲ့မြို့ရဲ့အေးချမ်းနဲ့ဒီ vibe ကပျောက်သွားလိမ့်မယ်ပေါ့နော်ဒါကြောင့်သူ့ရဲ့မြို့ပြစီမံကိန်းမှာဆိုရင် landscape ကိုပဲအရေးကြီးတဲ့စိတ်ပိုင်းဖြစ်ထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်တဲ့ဒီမှာတဲတို့သွားခဲ့တဲ့ map လေးတစ်ချက်ပြမယ်နော်ဒီမှာတဲတို့ hotel လေးကဒီမှာ Star Hotel ချင်းမိုင်လေး Rainwan မှာရှိတယ်အဲ့ဒီကနေပြီးတော့ Central Festival ကိုဒီ Pink မြစ်ကြီးကိုဖြတ်ပြီးတော့တဲတို့သွားရတယ်သူကတော့ Rain 2နဲ့ Rain 3ကြားပဲခေါ်မှာပေါ့နော်အဲ့ဒီမှာရှိတယ်အဲ့ဒါတဲတို့ both ထောက်လိုက်တာ$85 sorry 85 baht ပေးရတယ်သူဘယ်နာပဲတော်ကွာမြို့ထဲဆိုလို့ရှိရင်ဘတ်100မကျော်ဘူးအဲ့လို80 90 100ဒီလောက်ပတ်ချလဲပဲဒီသူအပြင်ဘက် compound မှာဆိုလို့ရှိရင်သူရင်ငွေလေးတွေပေါ့ကွာဖြန်းပေးထားတယ်သူ degree ကတော့ပုံမှန်အမှ28 29ပဲရှိတာဒါပေမဲ့သူတို့အတွက်ကဒါအရန်ပူနေပြီကွာသူတို့အဲ့လိုအေးအောင်လုပ်ပေးထားတယ်ကိုရီးယားကိုအေးစေးပေါ့ကွာသိရမလားရန်ကုန်မှာ35တွေ36တွေလာတာဆိုတော့ဒီ mall ကြီးထဲမှာဆိုလို့ရှိရင်တော့သူမရနိုင်တဲ့ပစ္စည်းဘာမှမရှိဘူးပေါ့နော် fashion branded ဆိုင်တွေ local branded တွေအိတ်တွေဖက်နက်တွေ sport wear တွေ electronic ပစ္စည်းတွေ coffee ဆိုင်လှလှလေးတွေအစုံပဲဘယ်နဲ့ပါလဲသိနေတော့သိရလဲအဖြူလေးတာမြန်မာပြည်မှာဘယ်လောက်လဲလေးတာအော်သိမကွာပါဒီမှာဆိုရင်တို့ဒီEV ကားရဲ့ luxury brand တခုလို့ပြောလို့ရတယ်ပေါ့နော် I am Alex7 တို့ Alexis တို့ကို promotion လုပ်နေတာတွေ့ရပါတယ် Alex7 တော့ရန်ကုန်မှာအများကြီးတွေ့တယ် Alexis ကတော့ဒီကြမှာတွေ့ဘူးတာပေါ့နော် salon type တွေပါမှာပြီးမှဆိုရင်တော့ brand new ကို3400ကျော်လောက်မှရမယ်ဒီမှာကတော့ brand new ကိုမှ3200လောက်နဲ့ပဲရပါတယ်အမလားတဲတို့ကားလေးကိုငန်းပြီးသွားတဲ့အခါတော့ဒီ shopping mall ကြီးကိုတစ်ထပ်ပတ်ပါမယ်အပေါ်ဆုံးထပ်မှာတော့ဒီကျောင်းပွဲတစ်ခုလုပ်နေရလို့တော့ပြောတယ်ကလေးကျောင်းပညာရေးနဲ့ပတ်သက်တဲ့ school tour လေးတွေကိုတဲတို့က6ကျောင်းတိတားရောက်လေ့လာခဲ့တဲ့ vlog လေးကိုတော့ဒီ video လေးပြီးလို့ရှိရင်နောက်တစ်ပတ်ထဲမှာတင်ပေးပါမယ်အဲဒါကြောင့်တဲရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လေးလုပ်တော့ဖို့မေတ္တာရက်ခံချင်ပါတယ်ရှင်1000 right after discount okay thank you ဒီမှာဖက်နက်တွေပေါ့နော် cross တွေ discount ချတာတွေ့လို့ဝင်ဝယ်တယ်သူက double discount ပေါ့နော်ကတ်ထားတဲ့ဈေး discount လည်းရမယ်အပြင်သူ့ဟိုအလုံးလားဘုံလားအဲ့ဒါကိုလှိမ့်လို့ရှင်လဲသူကရတဲ့ percentage အလိုက် discount ပေးသေးတယ်ပေါ့နော်
ရှောက်သွားရှောက်စားပြီးတော့ဟိုတယ်တစ်ခါပြန်ပြီးတော့ရေမိုးချိုးပြီးတော့ဒီ night bazaar ဘက်ကိုထပ်ပြီးတော့လမ်းလျှောက်ထွက်လာကြတာပေါ့နော်တဲ့ဟိုတယ်က night bazaar နဲ့နီးတယ်ဒီမှာ location tab အနေလေးရတဲ့ဟိုတယ်လေးဟောမတဲ့ဝိုင်းပြမယ်ဒါကြီးက night bazaar ကြီးပေါ့နော်လမ်းလျှောက်သွားရင်ရတယ်အဲ့ area တစ်ခုလုံး night bazaar ညတိုင်းမှာညဈေးရှိတယ်ဒီဘက်ကိုလာလိုက်ရင်ဒါလေးကတာဖဲဂိတ်ကလေးပေါ့နော်နာမည်ကြီးထင်ကြရနေရတစ်ခုဖြစ်တယ်ဒီဘက်ကတော့ OCT က၄တောင်လေးပေါ့နော်ခဏလေးဟောဒီခဏရက်ပြီးကြီးဟုတ်လားချင်းမိုင်မျိုးရဲ့အထူးခြားဆုံးနဲ့ attractive အဖြစ်ဆုံးအရာတစ်ခုကိုပြပါဆိုလို့ရှိရင် night life ယဉ်ကျေးမှုပဲဖြစ်ပါတယ်။ဘာလို့ night life ယဉ်ကျေးမှုလို့သုံးနှုန်းလဲဆိုရင်ယဉ်ကျေးမှုဆိုတာကဒီဒေတာခံတွေအစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့နေထိုင်မှုပုံစံဒလိထုံတန်းနဲ့တန်ဖိုးထားမှုတွေကိုဒီ night life မှာတစုတစည်းရတွေ့ရလို့ဖြစ်ပါတယ်။သူကဒီ Bangkok night life တွေလိုမျိုးစုညံရှုပ်ရှက်ခတ်နေတာမျိုးမဟုတ်ဘူး။ Bangkok မှာဆိုရတဲ့ဥတုကလည်းပူတယ် traffic jam ကလည်းများတယ်ဒီချားထဲမှာမှလူမျိုးစုံစရိုက်စုံတဲ့ဒီဘယ်လိုပြောမလဲ Indian club တွေပေါ့နောက်လူကြီးတွေပဲသွားလို့ရမယ်နေရာမျိုးတွေကွာအဲ့လိုအရာတွေနဲ့ကြော်ကြားပြီးတော့စူညံရှုပ်ရှက်ခတ်တယ်ပေါ့နော်များသောအားဖြင့်ဒီချင်းမိုင်မှာじゃအဲ့လိုမဟုတ်ဘူးဒီ street foods တွေ cafe တွေနောက်တော့ live music bands တွေ ground dance တွေ handmade ဒီပစ္စည်းတွေ local handmade တွေပေါ့နော်မွေထိုင်းလောက်ဝေးပွဲတွေအဲ့ဒါတွေနောက်ရိုးရ massage တွေအဲ့ဒါတွေနဲ့ပဲဒီသူ့ရဲ့ night life ကိုအလှဆင်တယ်ပြောချင်တာကကွာမိသားစုနဲ့အေးစီစီလေးလမ်းလျှောက်ပြီးတော့အချိန်ကုန်ဆုံးလို့ရတယ်เนาะဈေးဝယ်ရင်လမ်းလျှောက်ပြီးတော့ပန်းဖြေရတယ်နောက်ပြီးတော့သူ့ရဲ့ရာသီဥတုကဆိုလို့ရှိရင်လည်းညနေ9နာရီလောက်ဆိုလို့ရှိရင်တိတိဟိတတာအေးတက်ကလေးရလာတယ်ပေါ့နော်ဒါတော့တဲတို့သွားတာຫນွေရာသီလေအဲ့တော့ရာသီဥတုအေးအေးလေးမှာဒေတာခံတွေရဲ့လူနေမှုပုံစံကိုခန်းစားရင်လေ့လာရင်မိသားစုနဲ့အတူတူ street food လေးတွေစားရင်အချိန်ကုန်ဆုံးဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်တဲပထမရိုက်ပြထားတဲ့ဗီဒီယိုလေးမှာဆိုရင်လည်းဒီချင်းမိုင်ရဲ့နေမန်ဘက်အချမ်းကဲပေါ့နော် night life တွေကိုရိုက်ပြထားတယ်အဲ့မှာဆိုရင် modern restaurants တွေနောက်တော့ဒီ cocktail lounge တွေ jazz bars တွေ cafe တွေအများကြီးတွေ့ရတယ်လို့ပဲဒီမြို့ဟောင်းဘက်က night bazaar မှာဆိုရင်လည်း street performance တွေ local street food တွေ live music တွေ handmade crafts တွေကိုတစုတစည်းတဲ့တွေ့ရမှာဖြစ်ပါတယ်။ဒါပါလေ control လားဟမ်။ငါမှမောက်လေတော့မငါတော့အဲ့ဒီမှာတဲ့တွေငေးရင်မောရင်လမ်းလျှောက်ရင်ကလုတ်တွေလည်းတိုက်ရင်ပေါ့နော်။ဘိုက်စာလာတာနဲ့ old school ဒီခောက်ဆွာဆိုင်လေးဒီဇိုင်းမှာဝင်စားဖြစ်ပါတယ်။အင်ဂျီကတရုတ်မှာအင်ဂျီဖြစ်နေလောက်ကြအောင်။ဆိုင်လေးတွေတိုင်းမှာလည်းလက်စင်လေးတွေနဲ့ကုန်းလေးတွေရှိရနော်။ပြီးချင်းမှန်ရဲ့ဆိုင်လေးတွေအများစုဟာသူ့ရဲ့အရသာလေးတွေလိုတလို့စနိုင်ဖို့နောက်အချင်းလေးတွေအတွက်နောက်အရွက်ကလေးတွေကို buffet သဘောမျိုးလေးချထားပေးတယ်။ရေဘူးရေအေးကိုလည်းကိုလိုသူတို့ထားပြီးတော့တောက်လို့ရတယ်ပေါ့နော်။အဲ့ဒါလေးတွေကတော့စေတနာအရန်ပါတယ်လို့ခံစားမိပါတယ်။ဒါက night bazaar မှာကျောင်းသူလေးတယောက် piano တီးပြီးတော့ live music ဆိုနေရပဲဖြစ်ပါတယ်။ဒါပင်လယ်စာဘန်းထပ်စားကြရပေါ့နော်ပင်လယ်စာဘန်းစားပြီးတော့သူတို့ရဲ့ဒီ ground dance အဖွဲ့တွေလာပြီးဆိုတော့အမနေရဥပြီးတော့ကြည့်မယ်ပေါ့နော်တဲတို့နဲ့အတူလိုက်ပြီးတော့ကြည့်ရှုခန်းစားပေးပါအောင်နော်ဘယ်လိုဖြစ်သွားတော့အားကြီးရထားတမျိုးပြီး
所以你的鸡，搞完卖完，都不一样，啥？导演 ground dance ကိုကြည့်ရင်းနဲ့ချစ်တဲ့သူနဲ့အတူတူတန်ဖိုးရှိရှိအချိန်လေးကုန်ဆုံးခဲ့ပါရှင်။ကျမတို့တော့မေးမရနိုင်တဲ့ပျော်ရွှင်စရာအချိန်လေးဖြစ်ခဲ့ပါတယ်။ Tried to hurt me with shame. Since I've been with Ram, I ain't been the same. But it's booyah, Casidia. The gooch come out, shit I'm giving ya. Hot ish. Every time I spit, I'm riding this beat just like it was an indoor man. It help you when you sit between me and you. I'm who they gon' hit. Y'all always don't want no drama. Coming in first, you go past for dying. Yeah, 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 yeah. ကဲတဲ့ရတော့ချင်းမိုင်နိုင် live မှာစီမျောရင်းနဲ့ပျော်ရွှင်မှုစစ်မှန်မှုခြားနာမှုထူးဆန်းမှုတွေကိုခန်းစားထိတွေ့ခဲ့ရပါတယ်။အားလုံးလည်း night live ရဲ့ဖျော်ဖြေမှုတွေကိုသဲနဲ့အတူကြည့်ရှုခန်းစားရင်ပေါ်ကတစ်စိတ်တစ်ပိုင်းအမောပြေမယ်လို့မျှော်လင့်မိပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြမယ်နော်။တတား